ဗလော်လေးကတော့ကမ်ချနာဘူရီမြို့ကိုမွန်တို့အလဲသွားကြတော့ကရိုက်ထားတဲ့ဗလော်လေးပေါ့နော်ဒီဗီဒီယိုလေးထဲမှာတောတောင်ရင်မြေတဘာဝလှတွေနဲ့နေရာလှလှလေးတွေပြီးတော့တရက်တာခီးလေးမျိုးအလွဲလေးတွေဖြစ်ခဲ့တာလေးလည်းအရှုခံစားမှာပါနော်အခုဆိုရင်တော့သွားမဲ့မနက်ခင်းကိုရောက်ပါပြီရှင်မော်နစ်ပါစင်မဟုတ်တော့အစောကြီးထားရတဲ့အတွက်မျက်နှာလေးရောစူပို့ပို့ဖြစ်နေတာကိုသိခံမိကြည့်ပေးပါဦးနော်ရထားကြီးကိုတွားဖို့တက်စီနဲ့နိုင်ဝဲလောက်အင်းရနေပြီးတော့တွားရပါတယ်ရထားကြီးကိုရောက်တော့9:48 မိနစ်ဖြစ်သွားပါပြီ3မိနစ်နောက်ကျသွားတဲ့အတွက်ရထားကတော့မမေ့လိုက်တော့ဘူးပေါ့နော်အဲ့ဒါနဲ့ပဲနီးစက်ရကားကြီးကိုတွားပြီးတော့ဘတ်စကားနဲ့ပဲခီးဆက်ဖို့ပြင်လိုက်ရပါတယ်ဘတ်စကားကြီးရောက်တော့ကချနာဘူရီသွားမဲ့ကားလက်မှတ်က10နာရီလက်မှတ်ကိုရပါတယ်ရှင်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲ17နာရီကျမှကားရောက်လာတယ်ပေါ့နော်ကချနာဘူရီမြို့ရောက်တဲ့ခါမှာနေ့လယ်2နာရီလောက်ရှိပါပြီမနေ့6နာရီတည်းကခီးဆက်လာတာပေါ့နော်ဘိုင်ရန်စာနေရနဲ့ကားဂိတ်နားနေတဲ့ဆိုင်မှာထမင်းဝင်စားခဲ့ပါတယ်ပြီးတော့ကချနာဘူရီမြို့ကနေပြီးတော့တဲမဲဟိုတယ်ကို2နာရီလောက်ထပ်စီရပါတယ်ဟိုတယ်ကိုရောက်တဲ့ချိန်မှာတော့ညနေ9နာရီထိုးနေပါပြီကံကောင်းခြင်းတော့ရောက်တဲ့ချိန်မှာမိုးဆရွာတယ်ပေါ့နော်ဟိုတယ်ကိုရောက်သွားတဲ့အခါမှာတော့ခီးရင်တစ်လျှောက်ကြုံလာတဲ့အခက်အခဲတွေအဆင်မပြေမှုတွေကိုလုံးဝမပြောက်လောက်တဲ့အထိအမောပြေသွားခဲ့ပါတယ်ခီးသွားလို့ရှိရင်အတီဗရီလောက်တာကိုအရင်ကြိုက်တဲ့သူမဟုတ်ပါဘူးတွားတဲ့နေရာတွားတဲ့ဟိုတယ်မှာပဲအဲ့လိုအပန်းဖြေရတဲ့ဟာကိုသဘောကျတဲ့လူမျိုးပေါ့နော်အခုလိုမျိုးတဘာဝရှုခင်းရကိုမျက်စိရှိမှကိုယ်တိုင်ခံစားပြီးကြည့်နေရတဲ့အချိန်မှာပကြီးကားလေးတစ်ချက်လိုပဲရန်ဟိုအဲ့ချိန်ရပေါ့နော်သူတို့တန်ဖိုးရှိရလို့ခံစားခဲ့ရပါတယ်နဲ့စားတဲ့အချိန်မှာလည်းရှုခင်းလှလှလေးတွေကြည့်ပြီးတော့စားရတဲ့ရန်ကိုကြည့်နှုတ်ဖို့ကောင်းခဲ့ပါတယ်ပြီးတဲ့ခါကျတော့ဟိုတယ်ကိုလမ်းပတ်ရှောင်းရင်းနဲ့တပ်ပုံလှလှလေးရက်ခဲ့ပါတယ်ရခင်းစိမ့်စိမ့်လေးတွေရဲ့တစ်ပင်စိမ့်စိမ့်တော့လေးရဲ့ချောင်းလေးရလာနေရေရှိတဲ့လေးတွေရဲ့ကိုရှိမာတဲ့နီနီကကက်မြင်နေရတဲ့တိမ်လေးတွေပေါ့နော်အဲ့ဒီຢာလေးကိုကြည့်ပြီးတော့ပကြီးကားတစ်ချက်လိုပဲခံစားခဲ့ရပါတယ်
ကန်ချနာဘူရီမျိုးရဲ့နာမည်အရန်ကြီးတဲ့ Erawan Waterfall ကိုခီးဆက်ခဲ့ပါတယ်ဟိုတယ်ကနေပြီးတော့ရေတံခွန်ကိုဆိုင်ကယ်နဲ့1:45လောက်မောင်းရပါသေးတယ်ရေတံခွန်က9ဆင့်ရှိပါတယ်တဆင့်ချင်းစီတိုင်းမှာတဘာဝလှတွေအရန်ကိုကျဉ်းနဲ့ဆရာကောင်းပါတယ်ရှင်ဗီဒီယိုထဲမှာတော့နည်းနည်းမပူဘူးလို့ထင်ရတာပေါ့နော်ဒါပေမဲ့တကယ်တော့အပြင်မှာအရန်ပူပါတယ်မိုးရင်းဆိုပေမဲ့လည်းတောင်တက်ရတာရောအဝိစားကလည်းနည်းနည်းတက်တောင်မဖြစ်တာဝတ်သွားမိတာပေါ့နော်အမှတော်တော်လေးပင်မနဲ့တက်ခဲ့ရပါတယ်ဒါပေမဲ့လည်းရေတံခွန်တစ်ဆင့်ပြီးတစ်ဆင့်ရောက်သွားတဲ့အချိန်မှာတော့တစ်ဆင့်နဲ့တစ်ဆင့်ပူလှလာတဲ့ခံစားချက်မျိုးရတယ်ဟမှာမောတဲ့အမောတွေပျောက်သွားတယ်ပေါ့နော်ရေစီးတန်လေးတွေငှက်အော်တန်လေးတွေနဲ့ဒီတိုက်တန်လေးကြားနေရတဲ့ခါကျတော့တခါတလေမျိုးပြနေလာတဲ့လူတွေဖို့တော့ရန်ကိုဖန်ပြရပါတယ်ရေတံခွန်တက်နေနဲ့ငါဆုံးထီရအောင်သွားနိုင်မှာမလားဆိုပြီးတော့တန်တရားခဏဝင်မိပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ level 7 အထိရအောင်သွားနိုင်ခဲ့ပါတယ်ရေတံခွန်ကနေပြီးတော့ကချနာဘူရီမြို့ကိုပြန်တဲ့ဟာလေးကတော့မရိုက်ပြဖြစ်တော့ပါဘူးဘာဖြစ်လို့ဆိုတော့လမ်းမှာမိုးတွေကလည်းမေ့ဘန်ကောက်ကိုပြန်မဲ့ကားကလည်း10မိနစ်နောက်ကျတာထက်လွတ်သွားတဲ့အတွက်ထပ်ပြီးတော့အလဲတွေအပြန်မှာထက်ကြုံကတော့မရိုက်ဖြစ်တော့ဘူးပေါ့နော်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါနော်